သင်ခန်းစာနှစ်အသုံးများတဲ့အထူးအခရာများရွတ်ဆိုကြရအောင်ချူချူလေးလေးကို subscribe လုပ်ပေးပါနော်ကျေးဇူးတင်ပါရှင်အသုံးများတဲ့အထူးအခရာများရွတ်ဆိုကြရအောင်သူ့ရဲ့အမည်ကအခရာဤသူ့ရဲ့အတန်ထွက်ကဤသူ့ရဲ့အမည်ကအခရာဤသူ့ရဲ့အတန်ထွက်ကဤသူ့ရဲ့အမည်ကအခရာ၍သူ့ရဲ့အတန်ထွက်က၍သူ့ရဲ့အမည်ကအခရာ၌သူ့ရဲ့အတန်ထွက်က၌အခရာဤအခရာဤအခရာ၍အခရာ၌စကားလုံးကလေးတွေစီကရွတ်ဆိုကြရအောင်ဤကိုစာကြောင်းရဲ့အစမှာအသုံးများတယ်ဤကိုစာကြောင်းရဲ့အဆုံးမှာအသုံးများတယ်နိုင်နဲ့ရွေကိုစာကြောင်းရဲ့အလယ်မှာအသုံးများတယ်ဤစရရချာယာဤစယာလာရချာလာဤစယာလာတဤစယာလာတလာရချာဝစနလောပေါလာဤစယာလာတလာအာရချာဝစနလောပေါအာအာယပါရချာဝစနလောပေါပါအာယပါယအာယပါယစာရချာဝစနလောပေါစာအာယပါယစာဤအာယပါယစာဤဘတယာရချာဝစနလောပေါယာဘတယာနာရချာနာဘတယာနာဤဘတယာနာဤကာယချာဝစနလောပေါကာနာယချာဝစနလောပေါနာကာအနာ၌ကာအနာ၌မကာအနာ၌မကကာအနာ၌မကစာရချာဝစနလောပေါစာကာအနာ၌မကစာယကာအနာ၌မကစာယနာယချာဝစနလောပေါနာယချာနာ၍တနာယချာဝစနလောပေါနာ၍တနာစ၍တနာစယယချာယာ၍တနာစယာဤယထာယချာဝစနလောပေါထာဤယထာမလာယချာလာဤယထာမလာပယချာပါဤယထာမလာပါညခယချာခညအခါ
၌ညအခါ၌လညအခါ၌လတာဤချတာညအခါ၌လတာဤညအခါ၌လတာဤဤစေယလာတလာအာယပါယစာဤဘဘတယနာဤကာအနာ၌မကစားရနာနာ၍တနာစေယဤယထာမလာပါညအခါ၌လတာဤ